ဒီလိုဗီဒီယိုတွေဖုန်းနဲ့ပဲဘယ်လိုလုပ်တာလဲဒီလိုဗီဒီယိုတွေလုပ်ပြီးငွေဆိုင်တဲ့ YouTube channel လည်းအများကြီးရှိပါတယ်။ Free website တွေနဲ့လုပ်မှာဆိုတော့ like ဆက်ကြည့်လို့ရပါတယ်။ဖုန်းနဲ့ပဲလွယ်လွယ်ကူကူလုပ်လို့ရပါတယ်။ဒီ channel မှာဆိုရင်တတန်းနဲ့6000 7000ပိုင်ဆိုင်ထားပါတယ်။ဗီဒီယိုကတော့15ပုတ်ပဲတည်ထားပါသေးတယ်။ဒီလိုဗီဒီယိုအတူတွေပတ်တီးပြီးငွေဆောင်မယ်ဆိုရင်အချိန်တော့ပေးရပါမယ်။ကိုက idea ရှိရင်စစ်တလို့ပတ်တီးပြီး like ဆက်ကြည့်လို့ရပါတယ်နော်။ခုဗီဒီယိုကို like လေးပေးပြီးကိုရတဲ့အချိန်တွေမှာပြန်ကြည့်ဖို့အကြံပေးချင်ပါတယ်။ဒီလိုဗီဒီယိုတွေကိုဘယ်လိုလုပ်ရလဲဆိုတာစစ်ကြည့်လိုက်ရအောင်နော်။ဒီစားတွေကိုစကွယ်စောရိုက်ထားလိုက်နော်မဟုတ်ရင်လည်းကွန်မန့်အောက်မှာတောက်လို့ရပါတယ်ဟိုတော့မို့ခလုတ်တဲ့ကိုဝယ်လိုက်ပါမယ်စာရက်နေရာကိုနှိပ်ပြီးတော့ IDEOGRAMAI လို့လိပ်စာလိုက်ပါမယ်ပြီးပေါ်စောက website တဲ့ကိုဝယ်လိုက်ပါမယ်Google ကိုတချင်းနေပြီး Gmail နဲ့ချိန်ပြလိုက်နော်စာတွေနဲ့ပုံထုတ်မှာဖြစ်လို့ပေါက်လက်ကနာကိုနေလိုက်နော် copy ယူထားတဲ့စာတွေကိုဒီနေရာမှာထည့်ပေးလိုက်ပါမယ်ဟိုရွေးစာကတော့96ပဲရွေးရပါမယ်ဒီနေရာမှာအော်တိုစာကိုပြောင်းပေးလိုက်ပါမယ်အားမှာများလေးကိုနေပြီးတော့ quality စာကိုပြောင်းပေးလိုက်ပဲပြီးရင် GEN စာလေးကိုတစ်ချိန်နေပေးလိုက်တော့ပြီးရင်ခဏစောင့်ပေးလိုက်ပါဒီလိုဆိုရင်ပို့တဘောတော့ရရှိပါပြီပြီးရင်ပုံကိုတစ်ချက်ပေးပြီးတော့ download ဟာလေးကိုနှိပ်လိုက်နော်ဒါတမဆိုလို့တခြားပုံတွေလည်းအဲ့လိုပဲထုတ်ထားလိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်ထုတ်လိုက်တဲ့ပုံတွေပေါ့နော်ဒီပုံတွေကိုဗီဒီယိုလုပ်ဖို့ဒီကိုတစ်ချက်ထုတ်လိုက်ပါမယ်နော်ပြီးရင်စာတဲ့နေရာကိုနှိပ်ပြီးတော့ PISVERHE လိုက်ပါမယ်ပြီးရင် desktop ကိုဖွင့်ပေးလိုက်နော်ပြီးရင်တော့ဝယ်လိုက်နော် Google ကိုနှိပ်ပြီး Gmail နဲ့ပဲချိန်ပေးလိုက်ပါမယ်ပြီးရင်အပေါ်ကိုနည်းနည်းဆွဲတယ်ပြီးတော့အောက်မှာပုံကိုထည့်ပေးလိုက်ပါမယ်ပြီးရင်ခုနကပုံထိုးတဲ့စာကိုတောက်ကူလိုက်ပါမယ်ဒီစာတွေကိုဒီနေရာမှာပြန်ထပ်ပေးရပါမယ်ဒီနေရာမှာဆိုရင်5စက္ကန့်က6စက္ကန့်လောက်ဆိုတာယူရပါမယ်တော့ကတော့5စက္ကန့်ပဲယူလိုက်ပါမယ်နော်ဗီဒီယိုလုပ်ဖို့ဒီစာလေးကိုတစ်ချက်လဲလိုက်နော်ဒီမှာဆိုရင်တရားပြီးရင်ရပါပြီနော်ဗီဒီယိုတောက်ဖို့တစ်ချက်လဲလိုက်နော်ဒီတောက်လို့ဟာလေးကိုတစ်ချက်လဲလိုက်ပါမယ်နောက်တစ်ခုလေးလည်းအဲ့လိုပဲထုတ်ထားလိုက်နော်စာကို copy မယ်ပြီးရင်ပုံထည့်မယ်အဲ့လောက်ပါပဲထည့်ပါဘူးဒီမှာဆိုရင်ကျွန်တော်ထုတ်ထားတဲ့ဗီဒီယိုလေးကိုထုတ်ထားလိုက်ပြီနော်ဒီဗီဒီယိုတွေကိုတန်တဲ့တစ်ခုတည်းဖြစ်အောင်ပြင်ဖို့ကက်တဲ့ကိုဝင်လိုက်ပါမယ်ပြီးရင် new file ကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာဆိုရင်ဗီဒီယိုကိုတေချာလေးစီပြီးတော့ရွေးလိုက်ပါမယ်တစ်ချက်တည်းပို့ audio ကိုနှိပ်လိုက်ပါမယ်ပြီးရင်စာကိုတစ်ချက်နှိပ်လိုက်ပါမယ်
ဖိုင်ကိုနှိပ်လိုက်ပြီးဗီဒီယိုကနေအတန်းတုံးမှာဖြစ်လို့ဒီလိုလောက်ရတာပဲဖြစ်ပါတယ်ပြီးပေါက်လိုက်ကတာကိုနှိပ်လိုက်နော်ဒီနေရာမှာဆိုရင်တစ်ချေကိုလိုက်အောင်လိုက်ချယ်ယူပါနော်တခြားလေးပြေပြီးမှတင်နော်ကျွန်တော်ကစပြပြီးနမူနာလုပ်ပြပေးတာဖြစ်တာကြောင့်မို့ပါကျွန်တော်ကတော့စပြပြီးလုပ်ပြပေးတာဖြစ်တာကြောင့်မို့အများကြီးမပြေတော့ပါဘူးပြေးပြီးဆိုရင်ဗီဒီယိုထုတ်ပြီးတည်လို့ရပါပြီဗီဒီယိုတွေတည်ပြီးပစ္စည်းတွေဒါကြီးရကြပါစေနော်ဒီစုပြုပြီး line လေးနေပြီး subscribe လုပ်ဖို့လည်းမမေ့နဲ့နော်နောက်ဗီဒီယိုမှာဒီတိတ်စိတ်ဝင်စားဖို့ကောက်တာတွေပြပေးပါမယ်ဒါကြောင့်မို့လေးလုံးမခါပါနဲ့ဘာဗီဒီယိုကိုကြည့်ချင်တာလဲ comment မှာပြောပြပေးသွားပါဦးနော်